ပရိသတ်အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ channel ကနေငင်းချမ်းကြီးကိုဘယ်မှာရှာတွေ့မလဲဆိုတဲ့ပုံပြင်ကောင်းလေးတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပုံပြင်လေးကနေဘဝအတွက်အရေးကြီးတဲ့သင်ခန်းစာတစ်ခုရရှိသွားမယ်လို့ယုံကြည်ပါတယ်တခါတုန်းကပေါ့တောင်တန်းတွေဝိုင်းရံထားတဲ့ရွာငယ်လေးတစ်ရွာမှာအသက်24နှစ်အရွယ်မာကိုဆိုတဲ့လူငယ်လေးတစ်ယောက်ရှိခဲ့ပါတယ်မာကိုဟာတခြားသူတွေနဲ့မတူပဲအမြဲတမ်းစိတ်မငြိမ်မသက်ထင်နေတဲ့သူပါသူ့ရဲ့ဦးနှောက်ထဲမှာတနေကုန်အတွေးပေါင်းစုံကဝင်းကြီးထွားကြီးလှိုင်းခတ်နေတဲ့ပင်လေလိုပါပဲဒီအတွေးတွေကြောင့်ပဲသူဟာအမြဲတမ်းပင်မနှွမ်းနယ်နေပြီးစိတ်မချမ်းမသာဖြစ်နေရတာပါအတိတ်ကကိစ္စတွေကိုတွေးပြီးဝမ်းလဲလိုက်အနာဂတ်အတွက်ကိုစိုးရင်ပူပန်လိုက်နေသူ့ရဲ့စိတ်ဟာမုန်တိုင်းထန်နေတဲ့အခြေအနေမျိုးပါစိတ်ငြိမ်သက်မှုဆိုတာဘာမှမသိဘူးကောင်းကောင်းမအိပ်စက်နိုင်ဘူးပြုံးရည်ပေါ်တောင်မေ့နေခဲ့ပါပြီရက်ပေါင်းများစွာကြာမြင့်ပြီးနောက်မာကိုဟာအဖိုးအိုနီထိုင်ငယ်တောင်ကုန်းပေါ်ကရွာကိုရောက်လာခဲ့ပါတယ်။ရွာရောက်တော့တစ်ပင်နွဲဘဲနဲ့ဖုံးလွှမ်းနေတဲ့အိမ်ငယ်လေးတစ်လုံးကိုတွေ့လိုက်ရတယ်။အိမ်ရှိကရေတခွန်ပေါ်မှာမျက်လုံးမှိတ်ပြီးငြိမ်သက်စွာထိုင်နေတဲ့အဖိုးအိုကိုလည်းတွေ့လိုက်ရပါတယ်။အဖိုးအိုရဲ့ပုံပန်းတံဟာအရန်ကိုအေးချနေတာကိုမာကိုမြင်လိုက်ရပါတယ်။အဖိုးကျွန်တော်စိတ်ကအရန်မငြိမ်မသက်ဖြစ်နေပါတယ်။အတွေးတွေကိုရပ်တန့်လို့မရဘူး။ကျွန်တော်ရဲ့နှလုံးသားထဲမှာငင်းချမှုကိုလိုချင်ပါတယ်အဖိုးကျွန်တော်ကိုကူညီပေးနိုင်မလားခင်ဗျာအဖိုးအိုကဖြည်းဖြည်းချင်းမျက်လုံးကိုဖွင့်လိုက်ပြီးအေးဆေးတဲ့ပြုံလေးနဲ့ပြုံလိုက်ကပြန်ပြောလိုက်ပါတယ်အေးမင်းကငင်းချမ်းရေးကိုရှာနေတာကိုကောင်းပြီငါနဲ့တူလိုက်ခဲ့အဖိုးဟာမာကိုသူ့ရဲ့ channel လေးစီခေါ်သွားပြီးတော့ရေဖန်ကွက်တစ်ခွက်ကိုအပီးထည့်လိုက်ပါတယ်အဲ့ဒီဖန်ကွက်ကရေတွေဟာနည်းနည်းလေးလွတ်လိုက်ယုံနေပဲလန်ကျသွားနိုင်တဲ့အနေအထားမျိုးပါအဖိုးကဒီဖန်ခွက်ကိုမာကွေးလက်ထဲထည့်ပေးလိုက်ပြီးဒီလိုမှချလိုက်ပါတယ်ဒီနေရာကနေရွာအစွန်းထိလမ်းလျှောက်သွားပြီးရင်ဒီနေရာကိုပြန်လာဟစ်တတိထားရမှာကရေ34တောင်မှဖိတ်ကြလို့မရဘူးမှတ်ထားနော်မာကိုဟာအငိုးသွားပေမဲ့စိတ်အားထက်သန်စွာနဲ့တီစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်သူဟာရေခွက်ကိုဂယုတစိုက်ကိုင်းပြီးဖြည်းဖြည်းချင်းလမ်းလျှောက်ပါတယ်လမ်းကတော့ကျင်းမြုံပြီးလူတွေစီကားနေပါတယ်တချို့ကလမ်းလျှောက်နေကြသလိုတချို့ကလည်းပြေးလွှားနေကြတယ်ဈေးဆိုင်ပိုင်ရှင်တွေကလည်းသူတို့ရဲ့ဖောက်တယ်တွေကိုအော်ခေါ်နေကြတယ်ခွေးတွေကလည်းဟောင်နေကြပါတယ်ဒါပေမဲ့မာကိုဟာပတ်ဝန်းကျင်ကိုလုံးဝမကြည့်ဘူးသူ့ရဲ့မျက်လုံးတွေကရေကွက်ပေါ်မှာပဲရှိနေတယ်တလှမ်းချင်းဂယုတစိုက်ရှောင်းလန်းခဲ့ပါတယ်လူတွေကတော့သူ့ကိုအံ့ဩစွာထိနေကြပြီမယ်ဘယ်သူမှမနှောက်ယှက်ပါဘူးအားလုံးကသူဟာအရေးကြီးတဲ့သင်ခန်းစာတစ်ခုကိုတင်ယူနေတာကိုသိနေကြတယ်လीနောက်ဆုံးတော့မာကိုဟာအဖိုးအိုစီပြန်ရောက်လာခဲ့ပါတယ်အဖိုးကျွန်တော်လုံးနိုင်ခဲ့ပါပြီရေတစ်စက်လေးတောင်မဖိတ်ခဲ့ဘူးအဖိုးအိုကခေါင်းညိတ်ပြပြီးပြုံးလိုက်ပါတယ်ပြီးနောက်မာကိုကိုမေးလိုက်ပါတယ်ကောင်းပြီဒါပေမဲ့ငါ့ကိုပြောပြပါဦးလန်ဘီမှာကစားနေတဲ့ကလေးတွေကိုမင်းမြင်ခဲ့သလားခွေးဝီဟောင်နီလာကိုရောမင်းချခဲ့သလားမာကိုဟာအံ့ဩသွားပြီးခေါင်းခါရင်ပြန်ပြေးလိုက်ပါတယ်မမြင်ရပါဘူးအဖိုးဘာသာမှလည်းမကြားခဲ့ရပါဘူးကျွန်တော်ရေခွက်ပေါ်မှာမဲ့အာယုံအပြည့်အဝစိုက်ထားခဲ့တာမို့ပါအဲ့ဒီအခါမှာအဖိုးအိုဟာညင်သားစွာပြုံးလိုက်ပြီးညင်းချမ်းမှုရဲ့လွတ်ရချက်ကိုဖွင့်ထားလိုက်ပါတယ်ဒီအခါမှာမာကိုဟာဖိဖိချင်းနားလည်လာခဲ့ပါတယ်သူရှာဖွေနေတဲ့ငင်းချင်းဆိုတာအပင်ဘက်မှာရှားစရာမလိုပဲလက်ရှိအချိန်မှာနေထိုင်ခြင်းအပြင်သူ့ရဲ့အတွင်းထဲမှာအသင့်ရှိနေတဲ့အရာဖြစ်ကြောင်းသိရှိသွားခဲ့ပါတယ်အဖိုးအခုမှကျွန်တော်တကယ်နားလဲပါပြီကျွန်တော်စိတ်ကိုအေးချမ်းစေခြင်းရင်ကျွန်တော်စိတ်ကိုဒီအခိုက်အတန့်မှာပဲထားရပါမယ်အဲ့ဒီအခါမှာပဲတကယ်အငြိမ်ချမ်းမှုရောက်လာမှာပါအဖိုးပြုံးလိုက်ပါတယ်နေဝင်ခြင်းရဲ့မောင်ဆုံးရောင်ကြီးကမြေပြင်ကိုထိနေပါတယ်ငှက်လေးတွေလည်းသူတို့ရဲ့အတိုက်စီကိုပြန်တန်းနေကြပါပြီမာကိုလည်းအိမ်ပြန်ဖို့စကြင်ထွက်ခွာလာခဲ့ပါတယ်ဒါပေမဲ့အခုမာကိုဟာအိမ်ကစိတ်မငြိမ်မသက်ဖြစ်နေတဲ့လူငယ်လေးမဟုတ်တော့ပါဘူးသူပြောင်းလဲသွားခဲ့ပါပြီစိတ်ကိုဘယ်လိုထိန်ချုပ်ရမယ်ဆိုတာသိသွားတဲ့အတွက်သူ့ရဲ့အတွင်းစိတ်ဟာငြင်းချမ်းနေခဲ့ပါပြီပုံမြင်လေးကိုကြိုက်နှစ်သက်မဲလို့မျှော်လင့်ပါတယ်တကယ်လို့ပုံမြင်လေးကနေတစုံတရာရရှိသွားခဲ့မယ်ဆိုရင် like ကြိုက်ပြီးတင်ငယ်ချင်းတွေစီကိုလည်း share မျှဝေပေးဖို့မမေ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပုံမြင်မှာပြန်လည်ဆုံတွေ့ပါမယ်စိတ်ချင်းသာကိုယ်ချမ်းသာစွာနဲ့ငြင်းငြင်းချမ်းချမ်းနေထိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ